တနေ့ကအပြင်သွားထားတာမျက်နှာကအစီပြန်ပြီးတော့ bacteria တွေပြီးတော့ချွေးပေါက်ကြားထဲမှာဖုံးမှုတွေကတ်နေတာကိုဘယ်လိုမျိုးတန့်ရှင်းလုပ်မလဲဒါတွေကိုဖြည့်ရှင်းဖို့အတွက်ဘယ်လာရဲ့အသစ်ထွက်ရှိထားတဲ့မျက်နှာသစ်ပဲလုပ်မယ်နော်ခုကင်ရတဲ့ oil no more လေးကအစီပြန်ချွေးပေါက်ကျဲအသားရည်မဲချောက်နေတာတွေကိုအကုန်ဖြည့်ရှင်းပေးနိုင်တယ်နော်ကဲဒါဆိုရင်ဟုတ်မဟုတ်လဲကြည့်ရအောင်လက်မှာတင်လိုက်တာနဲ့သူ့ရဲ့ texture လေးကနူးညံ့အိဆက်နေရပဲရေလေးနဲ့ဆွေုံနဲ့အမြုပ်ထက်အားလည်းကောင်းတယ်မျက်နှာတည်ရင်နဲ့အနံ့လေးကလည်းလုံးဝ refraction ဖြစ်ပြီးတော့လူလန်းဆန်းစေတယ် argan oil lantaceous extract နဲ့ witch hazel တို့ပါဝင်တာမို့လို့အစီမပြင်းအောင်ထိန်းပြီးတော့ချွေးပေါက်ကျင်နေတာကိုလည်းရှော့ချပေးတဲ့အပြင်မျက်နှာအသားရည်ကိုကြည်လင်ဝင်ပစေပါတယ်မျက်နှာမှာလိုအပ်တဲ့အဆူဓာတ်ကိုလည်းဖြည့်ဆည်းပေးရနော်မျက်နှာတစ်စေးကောင်းပြီးတော့မျက်နှာကိုတေချာတုပ်ပေးဖို့လည်းအရေးကြီးရနော်အခုဆိုရင်တော့မျက်နှာလေးတစ်ပြီးသားလို့အရန်ကိုချောင်းမွေ့ပြီးတော့ bacteria တွေလည်းမရှိတော့ဘူးနော်အဓိကဖြစ်တဲ့မီးစီးတို့နှာခေါင်းတို့ကိုလည်းအစီပြန်တာလေးကိုထိန်းပေးရနော်ကို skin ကိုအရန်ပြန်ကြိုက်နေရဟဲ့မျက်နှာလည်းတန့်ရှင်းပြီးတော့ဖုံမုတ်တွေမရှိတော့ဘူးဆိုတော့အိပ်ပါတော့မယ်ဘယ်လာရဲ့အသစ်မျက်နှာသစ်လေးက for all skin types ဆိုတော့စိတ်ချအသုံးပြုလို့ရပြီနော်ကျန်တဲ့မျိုးရဲ့ benefit လေးတွေကိုလည်းနောက်ဗီဒီယိုမှာဆက်ပြောပြမယ်နော် bye